Facebook ကြော်ညာတွေ run နေတဲ့လုပ်ငန်းရှင်တွေ marketer တွေအတအခုတလောခေါင်းအကိုက်အစားဆုံးပြဿနာတစ်ခုရှိနေပါတယ်။အဲလာကတော့ကြော်ညာစိတ်တွေမတရားထိုးတက်လာတာပါပဲ။အဲ့တော့ဒီပြဿနာကဘာကြောင့်ဖြစ်နေတာလဲပြီးတော့အရေးအကြီးဆုံးကဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုဒီနေ့အတူတူကြည့်သွားကြပါမယ်။ဟုတ်ကဲ့ပထမဆုံးအပိုင်းကတော့အားလုံးကြုံနေရတဲ့ကုန်ကျစရိတ်တွေမြင့်တက်လာတဲ့ပြဿနာအကြောင်းပါပဲ။အဓိကမေခွန်းကတော့ဒါပါပဲ။ Facebook ကြော်ညာစရိတ်တွေဘာကြောင့်ဒီလောက်တောင်အဆက်မတန်မြင့်တက်နေရတာလဲ။အရင်လို budget နဲ့ run လို့ကိုအဆင်မပြေတော့ဘူးဖြစ်နေကြတာများပါတယ်။ဆိုတော့ဒီပြဿနာလုပ်ငန်းရဲ့အမြတ်ဆုံးကိုတိုက်ရိုက်ထိနေပြီလေ။အဖြေကိုရှာဖို့အတွက်ကျွန်တော်တို့အရင်ဆုံးအဓိကကျတဲ့ data တစ်ခုခုကြည့်လိုက်ကြရအောင်။ Okay ဒီဇာတ်လေးကိုတစ်ချက်ကြည့်လိုက်ရအောင်။ပြဿနာရဲ့အရေးအမြစ်အဓိကကြည်အားခံကဘာလို့လဲဆိုတော့ CPM ပါ CPM ဆိုတာကတော့ကြော်ညာကိုလူတစ်ထောင်ကြည့်တိုင်းကုန်ကြတဲ့ street ပေါ့။ရင်ကဆိုရင်ပြန်မြ 0.80 ကနေ 1.50 လောက်ပဲရှိခဲ့တာပါအခုလက်ရှိမှာတော့ 2.50 ကနေ 4.50 အထိဆိုတော့30နီးမားလောက်ခုန်တက်သွားတာကိုတွေ့ရမှာပါဒါကတော်တော်လေးကိုတိတာတယ်ကွာချချက်ပဲအဲ့တော့ CPM ဈေးတက်သွားတော့ဘာတွေဆက်ဖြစ်လာလဲရလက်ကတော့ရှင်းပါတယ်ကိုစီကို customer message တဆောင်ဝင်လာဖို့ကုန်ကြတဲ့စီရင် cost per message ပေါ့အဲ့ဒါကရင်ကထပ်20နဲ့30ထိမြင့်တက်သွားပါလေရောဒါကလုံငန်းတွေရဲ့ budget ကိုအဓိကထုံးနေတဲ့ချက်ပါပဲဟုတ်ပြီဒုတိယပိုင်းမှာယောဂရှာဖွေခြင်း clip ရဲ့နောက်ွယ်ကတကယ်အကြောင်းရင်းကိုကျွန်တော်တို့ဆက်ကြည့်ကြမယ်အများစုကတော့ဈေးတွေတက်လာတာ Facebook ကြောင့် platform ကတစ်ခုခုဖြစ်နေပြီလို့ထင်ကြတယ်ဒါပေမဲ့တကယ်တမ်းကျတော့အဲ့လိုမဟုတ်ပါဘူးကြော်ညာတွေပြက်နေတာမဟုတ်ပါဘူးဒါကမြန်မာကြော်ညာဈေးခွက်ရဲ့အကူအပြောင်းကာလတစ်ခု market transition phase ခုကိုရောက်လာတာပါရှင်းပြောရရင်ဈေးခွက်ကပူပြီးရင့်ကျက်လာတာဆိုတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကဘာလဲဆိုတော့လူတွေကကြော်ညာတွေကိုမြင်ရင် click နေကြတော့မှာပဲဒီမှာကြည့်လိုက်ရင် click through rate လို့ခေါ်တဲ့ CTR က 1% နဲ့ 2% ကြားမှာတော်တော်လေးတည်ငြိမ်နေတော့မယ်အဲ့ဒါကဘာကိုပြနေလဲဆိုတော့ပြဿနာကလူတွေကြော်ညာကိုစိတ်မဝင်စားလို့မဟုတ်ဘူးဆိုတဲ့အချက်ပါပဲသူတို့ quick နေကြတော့မယ်အဲ့တော့ပြဿနာကဘယ်မှာလဲတကယ် plan ကျွနေတဲ့နေရာက click လုပ်ပြီးတဲ့နောက်မှာစားတာပါဒီမှာကြည့်ပါclick 100မှာ message ဝင်လာတဲ့နှုန်းကိုရှင်းကြည့်လိုက်တဲ့အခါအရင်ကဆို click 100မှာ message 30ဆောင်ကနေ15ဆောင်လောက်ဝင်နေကြပါအခုကျတော့3ဆောင်ကနေ6ဆောင်လောက်ပဲဝင်သွားတယ်ဆိုတော့ဒါကလူတွေက click တော့လုပ်တယ်ဒါပေမဲ့ message ပို့တဲ့အထိမရောက်တော့ဘူး click ကနေ message ဖြစ်လာတဲ့ conversion rate ကလုံးဝကိုထိုးကျသွားတာပါဒါတင်ပဲလားဆိုတော့မဟုတ်သေးဘူးဗျာရောက်လာတဲ့ message တွေရဲ့အရေးသွေး quality ကိုယ်တိုင်ကလည်းကျလာပါတယ်ဒီဇာတ်မှာကြည့်လိုက်ရင်တကယ်ဝယ်ဟုရည်ရွယ်ချက်ရှိမေးတဲ့ high end message တွေကအရင်ကဆို40%ကနေ60%လောက်အထိရှိခဲ့ရကနေအခုဆိုရင်15%ကနေ30%လောက်အထိကိုကျသွားပါတယ်ပြောရရင်ဈေးမေးပြီးပျောက်သွားတဲ့သူတွေပိုများလာတယ်ပေါ့ကောင်းပါပြီအပိုင်း3အနေနဲ့ကတော့ဒီအခြေအနေတစ်အဲ့အတွက်ကျွန်တော်တို့သုံးရမယ့်မဟာဗျူဟာတဲ့လမ်းညွန်ကိုဆွေးနွေးသွားပါမယ်ဟုတ်ပြီဒီပြဿနာကိုဖြေရှင်းဖို့အတွက်ခိုင်မာတဲ့မဟာဗျူဟာမန်တိုင်ကြီး၃ခုပေါ်မှာအခြေခံပြီးပြန်တည်ဆောက်ရပါမယ်ပထမတစ်ခုက funnel based strategy သုံးဖို့ဒုတိယကယုံကြည်မှုကိုအဓိကထားတဲ့ trust first content တွေဖန်တီးဖို့တတိယနဲ့နောက်ဆုံးတစ်ခုကတော့လုပ်ငန်းလည်ပတ်မှုပိုင်းမှာထူးချွန်အောင်လုပ်ဖို့ operational excellence ပါပဲကဲတစ်ခုချင်းစီကိုအသေးစိတ်ကြည့်လိုက်ကြအောင်ပထမဆုံးမန်တိုင်မှာဒီချက်ကအရန်ကိုအရေးကြီးပါတယ် data တွေကရှင်းလင်းပြနေတာကဘာလဲဆိုတော့ကို brand ကိုဘာမှမတိတိတဲ့လူစိမ်းတွေ core audience တွေကို message as နဲ့တိုက်ရိုက်တွားရောက်တာဟာအခုအချိန်မှာလုံးဝမထီရောက်တော့ပါဘူး message ဆောင်ရဖို့ကုန်ကျစရိတ်က$6လောက်ကနေ$12လောက်အထိရှိနိုင်ပါတယ်ဒါပေမဲ့ကို brand ကိုတီးပြီးသားစိတ်ဝင်စားပြီးသား warm audience ကိုပြစ်မှတ်ထားတဲ့အခါကျတော့ message ဆောင်ကို$2ကနေ$4လောက်ပဲကုန်ကျတော့တယ်ကွာခြားချက်ကအကြီးပါတယ်အဲ့တော့ warm audience ဆိုတာဘာတွေကိုပြောတာလဲရှင်းလေးပါကိုယ့်ရဲ့ brand နဲ့အထီးတွေ့ဆက်ဆံဖူးတဲ့သူတွေအားလုံးပါပဲဥပမာကိုယ့်ရဲ့ video ကြော်ညာကိုအချိန်တော်ကြာကြည့်သွားတဲ့သူတွေ page ကို follow လုပ်ထားတဲ့သူတွေ post တွေမှာ react ပေးဖူးတဲ့သူတွေပေါ့ဒီလူတွေကကိုယ့်အပေါ်မှာခြေခံယုံကြည်မှုအတိုင်းအတာတစ်ခုရှိပြီးသားမို့လို့ဝယ်ဖို့အလားအလာများကြီးပို့ပေါင်းပါတယ်ဒုတိယမှန်နိုင်ကတော့ယုံကြည်မှုကိုတိဆောက်တဲ့ content ပါအရင်လိုဘယ်လောက် discount ဘာ promotion ဆိုတာတွေကြီးပဲ on နေတော့မရတော့ပါဘူးအဲ့ဒီအစ30သူတွေရဲ့စစ်မှတ်တဲ့ review တွေ product ကိုသုံးပြီးရလာတဲ့ ticket ရလက်ကောင်းတွေကိုပြတဲ့ content မျိုးကိုသုံးတဲ့အခါ message ကနေအယောင်ခစ်တဲ့ conversion rate က10ခွဲကနေ20အထိတိတိတတာတက်လာတာကိုတွေ့ရပါတယ်ဥပမာအနေနဲ့ပြောရရင်စစ်မှန်တဲ့ customer testimonial တွေ product ရဲ့ result showcase တွေဒါမှမဟုတ်လုပ်ငန်းရဲ့နောက်ွယ်ကအကြောင်းအရာတွေဒီထောင်သူရဲ့ဇလန်းဒီလိုမျိုးပေါ့ဒီစကွက်တက်မှာဈေးလုံးထက်ယုံကြည်မှုကဝယ်ဖို့ဆုံးဖြတ်ချက်ချစီတဲ့အဓိကတွန်းအားထည့်လာပါပြီ
တာဒီယာနဲ့နောက်ဆုံးမန်တိုင်ကတော့ကြော်ညာရဲ့အပြင်ဘက်မှာရှိပါတယ်ကိုယ့်ရဲ့လုပ်ငန်းလေးပတ်မှု operational excellence ပါတခါတလေကြော်ရင်ပြဿနာက ad မဟုတ်ပဲကိုယ့်ရဲ့ page admin တွေအယောင် team တွေစီမှာဖြစ်နေတတ်ပါတယ်ဒီမှာကြည့်ပါ message ဝင်လာပြီး9မိနစ်တွဲအမြန်ဆုံးပြန်ဖြေတဲ့လုပ်ငန်းတွေဟာ15မိနစ်ကျော်မှလေးလေးပင်ပင်ပြန်ဖြေတဲ့လုပ်ငန်းတွေထက်အယောင်ပိတ်နိုင်ခြေက20နီးပါးပိုများတယ်လို့ data တွေကပြနေပါဟုတ်ပြီအပိုင်းလေရှေ့ဆက်ရမယ့်ခရီးမှာအရေးကြီးဆုံးကတော့စိတ်ရှည်တီးငန်ခြင်းပါမယ်အခုလိုအပြောင်းအလဲတွေကြောင့်စိတ်တက်ကြစရာတော့မလိုပါဘူးဘာလို့လဲဆိုတော့မြန်မာနိုင်ငံကပထမဆုံးကြုံရတာမဟုတ်လို့ပါပဲကျွန်တော်တို့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့ Thai, Vietnam, India လိုဈေးကွက်တွေအားလုံးဟာဒီအကူအပြောင်းကိုအောင်မြင်ဖြတ်ကျော်ပြီးတော့ကြပါပြီဆိုတော့ဒါကဈေးကွက်တစ်ခုရင့်ကျက်လာတိုင်းကြုံရတဲ့သဘာဝဖြစ်စဉ်တစ်ခုပါပဲဒီနည်းပြအသစ်တွေကိုမှမန်ကအသုံးချသွားမယ်ဆိုရင်ပြန်လေကောင်းမွန်လာမယ့်လမ်းကြောင်းကအကြံပြန်ဒီလိုရှိပါတယ်ပထမတစ်လလောက်မှာ engagement တွေ like တွေ comment တွေပြန်ကောင်းလာတာကိုတွေ့ရပါမယ်ဒုတိယလတော့မှာတော့ဝင်လာတဲ့ message တွေရဲ့အရေးတွေကတည်တည်သားသားတူလာပါလိမ့်မယ်နောက်ဆုံး3လကနေ6လကြာမှာတော့ funnel တစ်ခုလုံးတည်ငြိမ်သွားပြီးကုန်ကျစရိတ်တွေကိုလည်းထိန်းချုပ်နိုင်တဲ့အခြေအနေကိုပြန်ရောက်လာမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဆွေးနွေးမှုတစ်ခုလုံးကနေအဓိကမထားတော့ရမယ့်အချက်ကတော့ဒါပါပဲအရင်လို message S တွေကိုလူစိမ်းတွေ core audience တွေအများကြီးစီကနေ message ရဖို့တုံးလို့မရတော့ပါဘူးအခုချိန်မှာ message S ရဲ့တကယ်အခန့်ကရာကကိုကိုတီးပြီးသားစိတ်ဝင်စားပြီးသား warm audience တွေကိုဝယ်သူဖြစ်နောက်ဆုံးအဆင့်မှာပြောင်းလဲပေးဖို့အတွက်တူးတစ်ခုအဖြစ်ပြောင်းလဲသွားပါပြီဆိုတော့ဒီပြောင်းလဲကတကယ်တော့ချင်းချောက်မှုတစ်ခုမဟုတ်ပါဘူးနီနန်ဟောင်းတွေကိုဆွဲကင်မထားပဲဈေးကွက်ရဲ့အခြေအနေနဲ့ညီလိုက်ပြီးပြောင်းလဲနိုင်တဲ့လုပ်ငန်းတွေအတွက်ကြီးမားတဲ့ခွင့်လန်းတစ်ခုဖြစ်လာမှာပါအခုကိုပြည့်မေးရမယ်မိကွန်းကတော့ကိုယ့်ရဲ့မဟာဗျူဟာကတော့ဒီအခြေအနေနဲ့အတွက်အစင်တက်ဖြစ်နေပြီလားဆိုတာပါပဲ